ခြေစွမ်းကြနေပြီမဲ့ဉာဏ်လဲသုံးဝရိယလည်းရှိပြီးတော့ကံကြမ္မာကပါမျက်နှာသာပေးခဲ့တဲ့ပွဲစင်မြန်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Premier League ပွဲစဉ်18မှာဆိုလို့ရှိရင် Arsenal နဲ့ Brighton နဲ့တွေ့ဆုံတဲ့ပွဲမှာ Arsenal နေပြီးတော့ Brighton ကိုကျွန်တော်တို့ 2-1 နဲ့အနိုင်ရရှိသွားတယ်ပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်တော့လုံးဝဒီ Arsenal ပြန်လာပြီလို့တောင်မှကျွန်တော်တို့ပထမကတော့တွေးလိုက်တယ်နောက်ပိုင်းပွဲစဉ်မိနစ်60ကျော်သူတို့ဘက်ကဒီတကိုးသွင်းပြီးနောက်ပိုင်းတော့ကျွန်တော်တို့တော်တော်လေးကိုခြေစွမ်းကကျသွားတာလားဒါမှမဟုတ်ခြေစွမ်းချလိုက်တာလားကျွန်တော်နားမလည်ဘူးကျွန်တော်ဒီပွဲလေးကိုသုံးသပ်ကြည့်အောင်ပါပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့လူထုတ်ပုံအာတီတာဒီတစ်ခါလုတ်ပြသွားတာကလည်းပဲကျွန်တော်တို့ Arsenal ပရိသတ်တွေသိတဲ့အတိုင်းလုံးဝခက်မှန်းလို့မရတဲ့လူစင်းပုံစံမျိုးကိုထုတ်သွားတယ်ကျွန်တော်တို့ Declan Rice ကိုလုံးဝ full back တနေရာကိုပို့လိုက်တယ်ပထမကျွန်တော်တို့ဖူးမောင်မှာကျွန်တော်တို့ထွက်တယ်လေ line up ထွက်တဲ့အချိန်မှာဆိုလို့ရှိရင် line up confirm ကိုကြည့်လိုက်တဲ့အချိန်မှာတကယ်တော့ Zubimendi ကို full back တနေရာမှာရောက်နေတကယ်တမ်းပွဲထွက်လာတဲ့အချိန်မှာဒီ Declan Rice က full back တနေရာရောက်သွားပြီးတော့ပွဲလည်မှာဆိုလို့ရှိရင် Mikel Merino, Odegaard နဲ့ Zubimendi တွဲလုံးကိုကျွန်တော်တို့ထုတ်ဖော်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ပွဲစဉ်တစ်လျှောက်ကိုကြည့်ကြည့်အောင်ပွဲစဉ်တစ်လျှောက်ဆိုလို့ရှိရင်ပထမပိုင်းလုံးဒီကျွန်တော်တို့ Arsenal ဆိုတာကဒါပါလားဆိုပြီးကျွန်တော်တို့ပထမမြင်လိုက်ရတယ်ဒီထဲမှာဆိုလို့ရှိရင်3မိနစ်4မိနစ်လောက်မှာကျွန်တော်ယောဂရဲ့ဒီဂိုးဂိုးဆိုလို့ရှိရင်ရရမယ်ဂိုးမျိုးဒါပေမဲ့ဂိုးဟန်တက်တဲ့ကိုလူပေးသလိုပဲပေးသွားတယ်ဒါပေမဲ့ယောဂရဲ့နောက်ပိုင်းတွေမှာကစားပုံတွေတော်တော်လေးကိုတခြားပွဲနဲ့ဆိုလို့ရှိရင်တော်တော်လေးကောင်းမွန်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီပထမပိုင်းမှာဆိုလို့ရှိရင်လုံးဝ Brighton အနေနဲ့ Arsenal ကိုဒီဂိုးပေါက်ချင်းချောက်မှုလုံးဝမရှိသလောက်အောင်ကိုပဲ Arsenal ရဲ့ဒီစွမ်းဆောင်ရည်တော်တော်လေးကိုကောင်းခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ပွဲချိန်14မိနစ်မှာကျွန်တော်တို့ရဲ့ captain Odegaard ရဲ့ဂိုးရရှိပါတယ်။ဒီဂိုးကကျွန်တော်တို့ဒီ Odegaard စီကနေတကယ်ကိုမျှော်လင့်တဲ့ဂိုးမျိုးလေးဖြစ်တယ်။တကယ်ကို Odegaard ပြန်လာပြီလားဆိုပြီးတော့ကျွန်တော်တို့တွေးမိလောက်အောင်ဒီဂိုးကတော်တော်လေးကောင်းမွန်ခဲ့တယ်။အရင်တော့ Odegaard ဆိုတာကိုကျွန်တော်ပြန်မြင်ရတာကိုတွေ့ရတယ်။နောက်တစ်ခု Declan Rice ပွဲစဉ်တစ်လျှောက်လုံး Declan Rice full back တနေရာမှာလုံးဝတာဝန်ကြီးကြီးပြောစရာစကားမရှိအောင်တော်တော်လေးကောင်းမွန်ခဲ့တာကိုသိရပါတယ်။ဒါပေမဲ့ဆာကာလည်းကောင်းမွန်တယ်။ဆာကာကောင်းဝင်မဲ့လည်းသူလောလို့ဂိုးမရတဲ့အရာလေးတွေတော့ရှိခဲ့တယ်။ဒါပေမဲ့မပြောပါတော့ဘူး။ပွဲစဉ်တစ်လျှောက်လုံးဆာကာရဲ့စွမ်းဆောင်ရည်ကတော်တော်လေးကိုကောင်းမွန်ခဲ့တာကိုသိရပါတယ်။ဒီ Brighton ရဲ့ဒီ pattern တွေဆိုလို့ရှိရင်ဆာကာကိုပဲဦးစားပေးပြီးတော့ကျွန်တော်တို့လူကပ်ပြီးကစားနေရတဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။နောက်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဒီ52မိနစ်မှာဒီ Declan Rice ရဲ့ဒီထောင်းငံဘောကနေတစ်စစ်ပေါ့နော်ဒီ Brighton ရဲ့striker နဲ့ထိပြီးတော့ဂိုးသွားတယ်တကယ်တမ်းဆိုလို့ရှိရင်ဒီဂိုးကဒီ Brighton ရဲ့လူနဲ့မထိရင်တောင်မှဂိုးနိုင်တဲ့အခြေအနေရှိတယ်ဒါကြောင့်မလို့ Declan Rice ရဲ့ဒီcorner ဆိုလို့ရှိရင်လုံးဝတော်တော်လေးကိုကောင်းမွန်တဲ့ corner မျိုးတွေ့ရတာဖြစ်ပါတယ်ပွဲချိန်64မိနစ်မှာတော့ကျွန်တော်တို့ Arsenal မိုးမောင်ကျခဲ့ပါပြီ Brighton ကနေပြီးတော့ကိုမက်ရဲ့တလုံးလေးသောဂိုးနဲ့ခြေပကိုပြန်သွန်းသွားတယ်အဲ့ဒီချိန်ကနေနောက်ပိုင်း Arsenal ရဲ့ကစားကွက်ကဒီ present ကောင်းကောင်းမပေးတော့ဘဲနဲ့ဒီခံစစ်ပိုင်းကိုတွားပြီးကစားတာမျိုးတွေ့ရတယ်ဒီခြားထဲမှာဆိုတော်တော်လေးကိုတိုင်ပတ်ခဲ့တယ်ဒီ Arsenal ရဲ့ goal area မှာတော်တော်လေးကိုပဲဂိုးပေါက်ချင်းချောက်မှုတွေလည်းပေါ်လာခဲ့တယ်ပေါ့နော်ဒီနေရာမှာချီးကျူးရမှာကဘယ်လိုခြေပြက်နေပါစေကျွန်တော်ရဲ့ David Raya ကဒီတန်မိုးရှိတဲ့ခြေပကူတစ်လုံးကိုကျွန်တော်တို့တက်ရဲတက်လုံးဝကိုမထင်ထားလောက်အောင်စေသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပွဲချိန်82မိနစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီယောဂရက်နဲ့ဂါဘီဂျီဆူးနဲ့လူလဲတယ်82မိနစ်မှာဆိုလို့ရှိရင်Trossardနဲ့ Martinelli လူလဲလိုက်တယ်သူတို့တွေလဲပြီးတဲ့နောက်ပိုင်းကဂိမ်းပုံစံလေးကတော်တော်လေးကိုချိန်သွားတယ်ဒီအကောင့်ဘက်ကိုရောက်သွားတယ်ပဲပြောရမလားပေါ့နော်ဒါပေမဲ့တခုလို့ရှိမယ်ဒီဂါဘီငယ်ကောင်အပိုင်သွင်းရမယ်ဂိုးမျိုးဒီမိုးထောင်ကန်လိုက်တဲ့ဟာမျိုးတွေဒါတွေဆိုရင်တော်တော်လေးကိုနှမျောကြကောင်းတဲ့ဂိုးတွေဒါရန်ဆိုလို့ရှိရင်ဒီပွဲမှာဂိုးတွေအများကြီးရရမှာကစားသမားတွေလောနေရလဲပါတယ်ဂိုးအများကြီးရကျင်တဲ့ဇောတွေရှိနေရလဲပါတယ်ပြီးတော့ဒီဂါဘီဝင်လာတဲ့ချိန်ကြတော့ဒီခြေပါကိုထပ်ပြီးမပေးရအောင်ဒီတရေမကြောက်အောင်ကန်ရမယ်ဆိုတော့ဒီ pressure ပိနေတဲ့အချိန်မှာဒီဂိုးတားလို့ခြင်းနဲ့ချိန်သုံးလိုက်တဲ့အချိန်မှာဂိုးကလုံးဝဒီမိုးပေါ်ထောင်ကန်လို့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့သူတို့နှစ်ယောက်ဝင်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ Brighton ရဲ့ဒီတိုက်စစ်တွေကိုရက်တန့်စေခဲ့တယ်ခံစစ်တွေကိုအလုံးများစေခဲ့တယ်ဒီဂါဘီနှစ်ယောက်ပေါ့နော်ဂါဘီရဲ့ဂျီဆူးနဲ့ဂါဘီရဲ့မာတင်နီကတော့လုံးဝ
ဒီမာဒန်လီရဲ့တောင်ပံမှာလုံးဝကိုအဲ့ဒီနေရာမှာပဲဟိုအချိန်ကုန်သွားတဲ့ပုံစံမျိုးလုပ်လိုက်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်အာဆင်နယ်အတွက်အပေါင်းလက္ခဏာဆောင်သွားခြင်းဒီဂါဘရီယယ်မာကာဟေးပြန်ပါလာပါတယ်ကျွန်တော်လုံးဝမထင်ထားဘူးခိုင်ဟာဘက်အရင်ပါလာမှထင်တယ်ဂါဘရီယယ်မာကာဟေးပြန်ပါလာမယ်လို့မထင်ရဘူးဒါကြောင့်အာတီတာကလုံးဝခံမှန်းလို့မရတဲ့ကျွန်တော်နီးပြတယ်မှာပါတယ်ပေါ့နော်ဒါကြောင့်မလို့သူ့ကိုလည်းကျွန်တော်ချီကျူးပါတယ်လူလှည့်ပြီးတုံးတဲ့ပုံစံလေးတော်တော်ကောင်းမွန်သွားတယ်ဒီမှာဂျူနီယာတင်မာနားရတယ်ကာလာဖီယိုရီနားရတယ်ကာလာဖီယိုရီကတော့ကျွန်တော်တို့ဒီပွဲမှာနားရတယ်ဆိုပေမဲ့ဟိုတည်င်းနေရတော့တိတ်မကောင်းဟိုဟာ injury ဖြစ်တယ်လို့ကြားရတယ်ဒါကတော့ဟုတ်မဟုတ်တော့မသိဘူးဟိုဟာ official ပြထားတာတော့တိတ်မတွေ့ရသေးဘူးပေါ့လေနော်ကျွန်တော်ခြုံငုံသုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီပွဲကပထမပိုင်းတစ်ပိုင်းလုံးပြီးတော့ဒုတိယပိုင်းဒီမိနစ်60လောက်အထိခြေပါကိုပြန်မပေးရတဲ့အချိန်ပြီးအာဆင်နယ်ရဲ့ခြေစွမ်းကတော်တော်လေးကောင်းမွန်ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီပွဲမှာကျွန်တော်တို့ဟိုဟာပေါ့ဟိုတနေ့ကကျွန်တော်ခရစ်စတယ်ပဲလစ်နဲ့ဒီခါရာဘောင်ကတ်တုံးကဟိုကီပါစေ့သွားလို့ပဲဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဒေးဗစ်ရာယာကတကယ်ကိုဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့ပါတယ်ကျွန်တော်တို့အာဆင်နယ်အသင်းအတွက်သူရဲကောင်းတယောက်ဖြစ်ခဲ့ပါတယ်ဟီးရိုဖြစ်ခဲ့ပေါ့လေနော်ဒါကြောင့်မလို့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ချန်ပီယံပြေးလန်းဒီလူကိုယ်တိုင်မစွမ်းဆောင်နိုင်ရင်တောင်မှကျွန်တော်တို့ကန်တရားကအာဆင်နယ်ဘက်မှာလုံးဝကိုပါနေတယ်ဆိုတာကိုကျွန်တော်တို့ဆွေးနွေးသုံးသပ်ရင်းနဲ့ဒီအစီအစဉ်လေးကိုရန်နာခွင့်ပြုပါခင်ဗျာ